โอเคအားလုံးပဲမင်္ဂလာပါဗျဆော့ကာတီရဲ့မြန်နေပြန်လည်ပြီးကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့ Monday night မှာပွဲစဉ်တော့အများကြီးမရှိပါဘူးပွဲစဉ်၃ပွဲ FA Cup မှာတစ်ပွဲစပိန်လာလီဂါမှာတစ်ပွဲ CDA မှာတစ်ပွဲစုစုပေါင်းပွဲစဉ်၃ပွဲကို preview လာပြောပြပေးတော့မှာဖြစ်ပါတယ်။ညတော့ကိုညီကိုလေးဆင်ပြကြမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်စပိန်လာလီဂါ၄ပွဲခံမှရမှာ၂ပွဲအကျွတ်အောင်၂ပွဲပြားစားနဲ့ပွဲဝင်တဲ့အနေထားမှာရှိပါတယ်စနေနေ့ညမှာရောတနင်္ဂနွေညမှာရောကိုညီကိုလေးဆင်ပြကြမယ်လို့မျှော်လင့်ပါတယ်။နောက် VIP တစ်ပွဲကောင်းယူခြင်းနဲ့ဆိုရင်ဘိုင်အိုမှာချပေးထားတဲ့ဖုန်းနံပါတ် Viber ကို Telegram နဲ့လာပြီးတော့ဆက်သွယ်ညီးမြန်းနိုင်ပါတယ်ကျွန်တော် preview ပွဲစဉ်ဒီဘက်ကိုတွားလိုက်ရအောင်ပထမဆုံးကျွန်တော်တို့ Africa ပွဲစဉ်ဖြစ်တဲ့ Foreign နဲ့ Israel ပွဲကနေစလိုက်အောင်ဒီပွဲမှာ Asian Foreign ကဘောလုံးကြီးတစ်လုံး40စား9ပေါင်းကြီး3လုံး60အစားမှာကြီးဖွင့်ထားပါတယ် EPN ပထမကြော့မှာတော့ကတော့ Foreign အိမ်တွင်းမှာ1ပေါင်း50ဆိုတဲ့ကြီးဖွင့်ထားပါတယ်ဒီကြီးတန်းရတော့ဈေးကတော့မှန်တဲ့အနေထားမှာရှိပါတယ် Foreign အနေနဲ့ပြား30လောက်တောင်ကြီးပြင်းတဲ့အနေထားမှာရှိပါတယ်လက်ရှိ Current Form ကြီးရမယ် Current Form ကနှစ်နှလုံးကောင်းမကောင်းပါဘူး Foreign နောက်ဆုံး5ပွဲမှာတပွဲနိုင်2ပွဲရှုံး2ပွဲတည်နဲ့ Foreign လည်း Form ကျနေပါတယ်နောက်ဆုံး Right down 7C နဲ့ဂရုပြတ်နိုင်ပြီးတဲ့က Foreign နိုင်ပွဲပြောက်ဆုံးထားပါတယ် Extra City ကို2-2 FA Cup မှာ draw ကြပြီး penalty မှာအနိုင်ရရှိထားပါတယ် Fulham ကို2-1 Newcastle ကို4-3နဲ့ရှုံးထားပါတယ် Arsenal ကို0-0ကန်ထားပြီးနောက်ဆုံး Foreign တို့၄ပွဲစတိုက်နိုင်ပွဲပြောက်ဆုံးထားပါတယ် FA Cup ပွဲစဉ်စနေနေ့မှာကန်တဲ့ FA Cup ပွဲစဉ်တွေကိုကြည့်ရမှာဆိုရင်ကြီးပေးထားတဲ့အသင်းတွေကြီးကြထားတဲ့အနေအထားမှာရှိပါတယ် United ပေါ်ကြီးပေါက်ပြီးကြီးကြထားပါတယ် Newcastle ပေါ်ကြီးပေါက်ပြီးကြီးကြထားပါတယ် Manchester City ကလည်းသုံးလုံးတည်ကြီးဖွင့်ထားပြီး3-1နဲ့2ဂိုးတာနဲ့ပဲနိုင်ပြီးအပေါ်အသင်းတွေအထူးသဖြင့်အင်ရှင်3တင်လုံးကြီးကြထားတဲ့အနေအထားမှာရှိပါတယ်နောက်ဒီပွဲစဉ်မှာတော့ Forward တို့အနေနဲ့သူ့အနေနဲ့လည်း FA Cup ပွဲစဉ်ကို view site ကန်မဲ့အနေအထားမှာရှိပါတယ် FA Cup တစ်လုံးပဲညှို့မှန်းစရာရှိတော့တဲ့အနေအထားမှာ Forward တို့ဒီပွဲမှာတော့အမှားခံမဲ့အနေအထားမှာမရှိပါဘူးနောက်ဆုံး၄ပွဲစတိုက်လည်းနိုင်ပွဲပျောက်ဆုံးထားတာဖြစ်တဲ့ကြောင့်အင်ပွဲမှာနိုင်ပွဲပြန်ပြီးတော့ရှာဖွေတွေ့ရှိတော့မယ်လို့မျှော်လင့်ပါတယ်အဲကြောင့်မို့ကျွန်တော်တလုံး40စပေါက်ကြည့်အောင်မှာ Asian Forward ကိုရွေးချယ်ထားပါတယ်ကိုရလက်ခံမှန်းချက်က2-0ခံမှန်းထားပါတယ်နောက်တစ်ပွဲတော့စီးရီးပွဲစဉ်ဖြစ်တဲ့ Juventus နဲ့ Verona ဒီပွဲမှာ Asian Juventus ကဘော်ရီကြီး1.80ကိုပေါင်းကြီး3လုံး80စားမှာကျေးပွင့်ထားပါတယ်ပထမကြော့ Juventus အိမ်ပွဲမှာတော့Juventus 3-0နဲ့အနိုင်ရရှိထားပြီးအပွဲမှာအဝေးဝင်း Juventus က level 50ကျေးပွင့်ထား level ရှုံးကျေးပွင့်ထားပါတယ်အိမ်ဝင်းဝေးကွင်းပြတရားကြည့်မယ်ဆိုရင် Juventus အိမ်ပွဲမှာတစ်လုံးသေးလောက်ပဲပေါက်တဲ့အနေထားမှာ1.80ဆိုဖျား80လောက် Juventus ကျေးပြင်းနေတဲ့အနေထားမှာတော့ရှိပါတယ်လက်ရှိ Ghana Form ကြည့်ရမယ် Ghana Form ဟာနှစ်လုံးပြောစရာမရှိတဲ့အနေထားမှာ Form ရန်ကောင်းမှုနေပါတယ် Juventus ကလည်းနောက်ဆုံး5ပွဲမှာ3ပွဲနိုင်1ပွဲရှုံး1ပွဲတည်အဝေးဝင်း Verona လည်းနောက်ဆုံး5ပွဲမှာ2ပွဲနိုင်2ပွဲရှုံး2ပွဲတည်နှစ်လုံး Form ရန်ကောင်းမှုနေပါတယ် Verona ရဲ့နောက်ဆုံး5ပွဲကိုကြည့်ရမယ်လေအသင်းကြီး3သင်းနဲ့ပွဲကျက်ကန်ထားတဲ့အနေထားမှာတော့ရလက်မစိုးလို့ပြောလို့ရပါတယ် Fiorentina ကို1-0နဲ့အနိုင်ကန်ထားတယ် ACO 1-0နဲ့ပဲကတ်ရှုံထားတယ်သူဂိုးပြတ်ရှုံးထားလို့ဆိုလို့အတလန်နာကို5-0နဲ့ပဲဂိုးပြတ်ရှုံးထားတဲ့အနေထားမှာဖြစ်ပါတယ်အဲကြောင့်မို့ကျွန်တော်အဝေးကွင်းဖြစ်ပေနဲ့ဗီရိုနာတို့နှစ်ခုပြတ်မရှုံးနိုင်ဘူးလို့ယူဆပါတယ်ပြီးခဲ့တဲ့စနေနေ့မှာလည်းစပိန်လာလီဂါဘွန်ဒက်စလီဂါစီးရီးတို့မှာအပေါ်အသင်းတွေကြည့်အောင်တာတွေညားနေတဲ့အနေအထားမှာရှိပါတယ်ဒါကြောင့်မို့ဒီတစ်ပတ်တနင်္လာနေ့ကနေဒီဘက်စနေနေ့မှာအပေါ်အသင်းတွေ queue site ပြီးရှင်းရရမယ့်အနေအထားမှာရှိပါတယ်ပြီးခဲ့တဲ့စနေနေ့မှာစပိန်လာလီဂါမှာဝီမထွက်အသင်းတွေပဲကြည့်ကြပြီး AD ကိုဘာစီလိုနာတို့ကြည့်အောင်ထားပါတယ်ဘွန်ဒက်စလီဂါမှာလည်းဘိုင်ယန်မြူးနဲ့ဒရော့မွန်တို့နှစ်သင်းလုံးအပေါ်ကြီးတွေအောင်ထားပါတယ်ဒီကူကမှလည်း PSG ကြည့်အောင်နဲ့မာဆေးကြည့်အောင်နဲ့မိုနာကိုကြည့်အောင်နဲ့ဒီတစ်ဖက်စနေနေ့မှာအသင်းကြီးတွေအများစုကြည့်အောင်ထားတဲ့အနေအထားမှာဖြစ်တာကြောင့်ဒီ Giant နဲ့ဒီနောက်တစ်ဖက်စနေနေ့မှာအသင်းကြီးတွေ queue site ရမယ့်အနေအထားမှာတော့ရှိပါတယ်ဒါကြောင့်မို့လဲဒီပွဲမှာ Juven 1-80ပေါက်ကြအောင်မှာ Juven နှစ်တက်ကွက်ညင်းသွားနိုင်တဲ့အနေအထားမှာရှိပါတယ် Juven အနိုင်3မှတ်ရရှိသွားပြီးကြေးကြအောင်လုံးမဲ့အနေအထားမှာရှိပါတယ်ဒါကြောင့်မို့ကျွန်တော်အဝေးဝင် Verona ဘော်ဒီရွေးချယ်ထားပါတယ်ကိုရလက်ခံမှန်းချက်ကတော့1-0ခံမှန်းထားပါတယ်နောက်တစ်ခုစပိန်လာလီဂါပွဲစဉ်ဖြစ်တဲ့ဗီလာရီယဲနဲ့အက်စပန်ညိုဒီပွဲမှာလည်းအင်ရှင်ဗီလာရီယဲကဘော်ဒီကြီး1.40ဘူပေါင်းကြီး350ကြီးဖွင့်ထားပါတယ်ပထမကြော့ဗီလာရီယဲအဝေးပွဲမှာတော့level 50ရှုံးကြီးပေးထားပါတယ်အင်ဝင်ဝေးကွင်းပြတရားနဲ့ကြည့်မယ်ဆိုရင်ဗီလာရီယဲ1.50လောက်ပဲပေါက်တဲ့အနေထားမှာ1.40ဗီလာရီယဲလည်းမလိုအပ်ပဲကြီးအရန်ပြင်းနေတဲ့အနေထားမှာရှိနေပါတယ်လက်ရှိ Ghana Form ကြည့်ရမယ်ဆိုရင်ဒီနှစ်သင်းလုံးဖောင်ရန်ကောင်းမွန်နေတဲ့အနေအထားမှာရှိပါတယ်ဗီလာရီယဲလည်းနောက်ဆုံး5ပွဲမှာ3ပွဲနိုင်2ပွဲတည်ရှုံးပွဲမရှိကန်ထားပါတယ်အဝေးဝင်းအက်စပန်ညိုလည်းနောက်ဆုံး5ပွဲမှာ3ပွဲနိုင်2ပွဲရှုံး2ပွဲတည်နှစ်သင်းလုံးဖောင်ရန်ကောင်းမွန်တဲ့အနေအထားမှာတော့ဈေးတန်းကအရန်ပြင်းနေတဲ့အနေအထားမှာတော့ရှိပါတယ်နောက်ဒီပွဲမှာဗီလာရီယဲအိမ်ဝင်းမှာ1.40မလိုအပ်ဘဲနဲ့ကြီးအရန်ပြင်းနေတဲ့အနေအထားမှာအဝေးဝင်းအက်စပန်ညိုကလည်းဖောင်ရန်ကောင်းမွန်နေတဲ့အနေအထားမှာဖြစ်တာကြောင့်ဒီပွဲမှာလည်းဗီလာရီယဲလိုအနိုင်3မှတ်ရပြီးကြီးရှုံးသွားနိုင်တဲ့အနေအထားမှာလို့မျှော်လင့်ပါတယ်ဒါကြောင့်မို့ကျွန်တော်1.40ပေါက်ကြအောင်မှာအဝေးဝင်းအက်စပန်ညိုဘော်ဒီရွေးချယ်ထားပါတယ်ကိုရလက်ခံမှန်းကတော့2-1လောက်ပြီးတော့မယ်လို့ယူဆပါတယ်
Monday night မှာအားလုံးအပေါင်းပြကြပါတယ်ဗျ